ပိုင်းကစားနည်းတွေကမှအခြေခံကြတဲ့ကစားနည်းတစ်ခုဖြစ်တဲ့ squat ကစားနည်းလေးကိုဝေမျှပေးချင်ပါတယ်။မင်္ဂလာပါဒီ channel ပါ squat ကစားနည်းလေးကတော့အောက်ပိုင်းကစားတဲ့မိန်းကလေးတော်တော်များများသိပါလိမ့်မယ်။ဒီမားရှိတ်ကလေးလှဖို့အတွက်ဆိုရင်တော့ဒီ squat ကစားနည်းလေးကမပါမဖြစ်ကစားပေးရမယ်နော်။ကစားနည်းပုံစံလေးကိုမှရှင်းပြပေးချင်ပါတယ်။ဗီဒီယိုထဲမှာတော့မမကအလေးကိုကင်ပြီးတော့ကစားပြထားပေးမယ်။ကိုကအခုမှစကစားမယ်ဆိုရင်တော့အလေးမပါဘဲနဲ့အလွတ် body weight ဖဲကစားပေးလို့ရပါတယ်။ကစားနည်းပုံစံလေးကတော့မတို့6ထောက်ကလေးကိုကိုယ့်ရဲ့ပခုံးအကျယ်ချဲထားပေးပါခြေဦးလေးကိုလည်းဘေးကို20ဒီဂရီလောက်လှည့်ထားပေးပါဒီအနေထားကနေဓမားလေးကိုနောက်ကိုထုတ်ကြောပြင်လေးရှေ့ကိုင်းပြီးတော့ထိုင်ပေးရမှာဖြစ်ပါတယ်ဒူကောင်းနဲ့ပေါင်နဲ့တဒန်းနဲ့ဖြစ်အောင်ထိုင်ပေးနော်ဒီကစားနည်းလေးကို15ချိန်လေးကြော့ကစားပေးပါဒီလိုလေခုပြီးတော့ထိရောက်တဲ့လေ့ကျင့်ခန်းပုံစံတွေနဲ့ကျန်းမာတဲ့အစားအသောက်ပုံစံကိုတစုတစည်းတဲ့သင်ယူခြင်းနဲ့ဆိုရင်တော့ Healthy League 35သင်တန်းလေးကအကောင်းဆုံးပဲဖြစ်ပါတယ်ဒီသင်တန်းလေးကအချိန်မပေးနိုင်တဲ့အမျိုးသမီးတွေနဲ့အိမ်ရှင်မလေးတို့အတွက်အထူးရည်ရွယ်ပြီးတော့စီစဉ်ထားတာပါသင်တန်းလေးကအောက်တိုဘာ10ရက်နေ့မှာစမှာဖြစ်ပါတယ်သင်တန်းကာလ2လကို9000ခွဲချက်သာပေးသွင်းရမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ H35 လို့ comment ဒါမှမဟုတ် Viber number 7979723228တို့မှာဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်